မင်္ဂလာပါdistribution နဲ့ခါနေပြီပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကြတော့ငွေအရေးတကြီးလုံနေတဲ့သူတွေအတွက်ကိုမျှဝေပေးမှာဖြစ်ပါတယ်ဖြူကိုတော်တော်များများပေါ့နော်ငွေအရေးတကြီးလုံနေတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှခက်ခဲဖြစ်နေတယ်ငွေကလိုတလောက်မဝင်ဘူးဖြစ်နေတယ်လို့ပြောကြတဲ့သူတွေအများကြီးရှိတယ်အဲ့ဒါကြောင့်မလို့ဒီနေ့မှာဒီဗီဒီယိုဖိုင်လေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုအသေးချာလေးနားထောင်ပေးပါအသေးချာလေးနဲ့ရိုးရိုးကြီးကြီးနဲ့တာလိုက်လို့ပါရိုးကြီးလေးလေးပို့ပြီးထူးခြားလေးလေးဖြစ်ပါတယ်เนาะဒီထဲမှာလည်းပုံလေးပြပေးထားပါတယ်เนาะအပေါ်မှာပုံလေးကိုပြပေးထားပါတယ်လုတ်ပုံလုံးနီးပုံလေးကိုပြထားပေးတာဖြစ်ပါတယ်ရှင်เนาะဆိုတော့ဒီနေ့လုပ်ရမယ့်အရာလေးကကြတော့ကိုယ့်ရဲ့ intention ကအရေးကြီးဆုံးဖြစ်တယ်ကိုယ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့မှအခက်အခဲဖြစ်နေလို့ငွေကကြက်ကြာနေတယ်ငွေဝင်ချင်းတလောက်မဝင်လာဘူးဖြစ်နေတယ်လို့ခံစားရတယ်ဆိုရင်အဲ့ဒီခံစားချက်ကိုချက်ချင်းဖြုတ်လိုက်ပါပြီးတော့မှငါဒီနေ့လှုပ်ဆောင်မဲ့ ritual နဲ့ပတ်သက်ပြီးတော့မှငါစီကိုငွေတွေထူးခြားစွာဝင်လာနေပြီငါစီကိုငွေတွေတောက်လဲဝင်နေပြီအဖက်ဖက်ကနေပြီးတော့မှငွေတွေငါစီကိုဝင်လာနေပြီဆိုတဲ့ attention တစ်ခုကိုချမှတ်ပေးဖို့တော့လိုပါတယ်လို့ရမယ့်အရာလေးကကြတော့လွယ်လွယ်လေးပါလွယ်ကူတယ်ရိုးရှင်းတယ်ခက်ခဲခြင်းလုံးဝမရှိပါဘူးဖြူတင်ပေးနေတဲ့အရာလေးတွေကလွယ်တကူနဲ့သုံးပြလို့ရတဲ့အရာလေးတွေကိုပဲမျှဝေပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်လို့တဲ့သူတိုင်းကထိရောက်ရမယ်လွယ်ကူရမယ်ရှာဖွေရတာလည်းလွယ်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့စတင်လိုက်ကြရအောင်เนาะပထမဦးဆိုကိုအိမ်မှာအသုံးပြုနေကြဖြစ်တဲ့ကရဝေးရွက်တစ်ခုเนาะကရဝေးရွက်တစ်ရွက်လိုပါတယ်ကရဝေးရွက်တစ်ရွက်လိုတဲ့ဒီမှာကရဝေးပြောမစင်ကရဝေးရွက်ကိုအနာစာကင်းတဲ့ကရဝေးရွက်ပေါ့เนาะအဲ့ကရဝေးရွက်တစ်ရွက်ကိုယူလိုက်ပါပြီးသွားပြီဆိုရှင်ဘောပင်ပေါ့เนาะဘောပင်ဒါမှမဟုတ်ဆော့ပင်ပေါ့เนาะဆော့ပင်ဆိုပိုကောင်းတာပေါ့เนาะဆော့ပင်ကအပြာရောင်เนาะသုံးမအမဲရောင်ရပါတယ်အပြာရောင်ပဲဖြစ်ဖြစ်အမဲရောင်ပဲဖြစ်ဖြစ်ရပါတယ်အစိမ်းရောင်လည်းရတယ်ပေါ့เนาะပြာရောင်သုံးမဟုတ်အမဲရောင်ဒါမှမဟုတ်အစိမ်းရောင်အဲ့ဒီ shopping နဲ့ဖြူပိုလေးကိုဆွဲမယ်ပြီးသွားဆိုရင် money come to me ဆိုပြီးတော့ရေးမယ်အောက်မှာ s ပုံစံလေးကိုရေးပြီးတော့မှ1000ဒါမှမဟုတ်ကိုလိုချင်တဲ့ငွေပမာဏကိုဖြည့်ပြီးတော့မှရေးပြီးလို့လည်းရတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်မှာခံရမဲ့ပကံပေါ့နော်ကြေးပဲဖြစ်ဖြစ်ရွှေရောင်ပဲဖြစ်ဖြစ်ကျွေပကံပါဖြစ်ဖြစ်ရပါတယ်အဲ့ဒီအရာလေးကိုခံပြီးတော့မှမီးရှို့လိုက်ပါရလာတဲ့ပြာတွေကိုအေးရဲ့အပြင်မှာမှုတ်ထုတ်လိုက်ပါမှုတ်ထုတ်လိုက်တဲ့အချိန်မှာစက်တော်ရာကြီးကိုငါကအေးစာပို့လိုက်ပြီးငွေတွေဝင်လာနေပါပြီလို့အင်တာရှက်ထားပါကျေးဇူးတင်ပါတယ်ဒီချက်ပြီးဖြစ်ပါတယ်